ကဲရှင်းရပဲအရင်စပြောလိုက်တော့မယ်အမက်ဆက် season 3ကစတော့မှာခုဒီ roster ကဘယ်လိုဖြစ်နေလဲ AI e-sport နဲ့ဂျေတိုင်းပြောင်းသွားပြီဆို ဖန်နေကလည်း international ကိုခေါ်ဖို့ပြောနေကြပြီ လိုချင်တဲ့ result မရလို့လဲ fan တွေကိုအားနာနေပြီ အောင်မြင်မှုရဖို့ဘာထပ်ပြင်နေကြမလဲမပြောဘူးဘယ်လိုလဲပြောကိုမနာဟာတိုင်မွေးကလည်းစားတော့မှာဆိုတော့လေခြေတိုင်းအတွက် roster လေးရပြီလားလို့အဲစိတ်ပူလို့မေးကြည့်နေတာ ဘာမှစိတ်မပူကြနဲ့တော့ဒီနေ့ plan အကုန်ရှင်းပြပေးမယ်ဂျဒါရဲ့ roster ကတော့ ဒီကြောက်တော့လည်းစီစဉ်ပြီးသွားပြီ assistant coach ကတော့ wise ပဲ အဲ့ဆိုဟာ coach ကရော head coach ကတော့လမ်းမလာနေပြီ ဟ